အားလုံးမင်္ဂလာပါရှင်မင်္ဂလာပါဖျောင်းကိုအကြောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်လို့ပေါ့နော်ဖျောင်းကိုချက်ချင်းလိုချင်တယ်ချက်ချင်းလိုချင်ကြတယ်ပေါ့နော်ချက်ချင်းလိုချင်ကြတယ်ဆိုတော့ကျမတို့ဒီမှာရှိတဲ့ site နဲ့ကိုလိုချင်တဲ့ site ကတူချင်မှတူမှာလေနော်မတူတာမတူမနေ့ကလာမေးတဲ့တယောက်ဆိုမတူဘူးပေါ့နော်မတူတော့ तू ကချက်ချင်းလိုချင်တယ်ချက်ချင်းကဘယ်မှမရပါဘူးချက်ချင်းကဘယ်မှမရဘူးအချိန်တစ်လခွဲတော့ပေးရပါမယ်ဒါအခုရက်တွေ order တင်မယ်ဆိုရင်တစ်လခွဲကြာမယ်ပေါ့နော်ဝါဝင်ပြီးသွားလို့ဆိုလို့ရှိရင်တော့တစ်လခွဲနဲ့မရတော့တော့ပါဘူးအဲ့ဒီကျရင်2လလည်းဖြစ်မယ်3လလည်းဖြစ်သွားမယ်ပေါ့နော်ဖျောင်းကုံကလေဒါကြောင့်မလို့ကြိုတင်မိုတင်လောက်ထားပါလို့ကျမအစောတည်းကပြောထားပြီးသားဖျောင်းအခုကြတော့ဖျောင်းလုပ်ငန်းလုပ်ခြင်းတယ်စခြင်းတယ်ချက်ချင်းလိုခြင်းတယ်ဆိုတာမရပါဘူးမရတာဖြစ်တဲ့အတွက်တကယ်လို့များကိုကဖျောင်းကုံလိုခြင်းတယ်ဆိုရင်အခုတည်းက order တင်ပါလို့ပြောချင်ပါတယ်အခုအချိန်မှာ order တင်မယ်ဆိုရင်တစ်လခွဲတော့ကြာပါမယ်အချိန်ကျမတစ်လခွဲယူထားပါတယ်တစ်လနဲ့ကြိုပြီးတယ်ဆိုလို့ရှိရင်လည်းကြိုပြီးပို့ပေးပါမယ်ရှင်ဘရုံမှာဖျောင်းနိုင်လုပ်ငန်းလေးရပါဘာဆိုရောက်တော့မယ်နော်ဒါကြောင့်မလို့ကြိုတင်မိုတင်အမြန်ဆုံးလုပ်ထားကြပါလို့ပြောပြချင်ပါတယ်အေယာဝတီတိုင်းလက်ပုတ်တာမြို့ပေါ်ကပါနော်ကျေးဇူးထူးတင်ပါတယ်ရှင်လိုက်ရင် share လေးနဲ့ကူညီပေးကြပါအောင်နော်